ဒါနဲ့မှအစဉ်ပြေးမယ် ဘာကြရေရဘယ်လိုတော့စက်နေရပြီရမီးပွင့်တဲ့ချိန်လေဟိုတလောဟောအဲ့လေအဲ့အရင်ရှိတဲ့ဟိုဟာဒီနေပါတော့ဒါကော်သုံးလို့တော့မရဘူးအပြည့်လုံးမယ်ဆိုလို့ရှိရင်မနေဘူးဝယ်တာ ဟုတ်တယ် ဒါမဲ့ခင်ဗျာဟိုဟာကနည်းနည်းနီးအားကြီးတယ် ဟာရင်းနေ နီးတယ် ဟာဒါရေအားတအားပြေးနေသေးလို့ဝေလုံးအားကြီးသွားတယ်ဆိုလို့ရှိရင်ဘယ်လိုမှမသိပဲနဲ့ဒါပိုက်တစ်လုံးပေး20ဦးတဝက်ဖြတ်ထားတော့10ပြေးပြီ မှန်တိုင်းဟောက်တစ်ခုကြားလောက်ဆိုအန်ကြပဲ အဲ့လိုမျိုးအဲ့ကြပိုက်ချက်နည်းနည်းတတ်တာပါမှာလေဒါကိုကခုရင်စမ်းကြည့်တာနမူနာ